1369ခုနှစ်တပေါင်းလဆန်း3ရက်2006ခုနှစ်မတ်လ1ရက်နေ့ညတွင်ပဲခူးမြို့ဓမ္မတုဒ္ဒတောယသာသနာရိပ်သာ၌ကျင်းပအပ်သောတတိယအကြိမ်ဓမ္မနုပတနာသတိပဋ္ဌာန်9ရက်တရားစခန်းကျင့်သုံးပွဲ၌ဟောကြားအပ်သောအကျင့်မှန်မှအတိဉာဏ်တရားတော်ကျင့်ကြံကြိုးကုပ်အားထုတ်တဲ့ကျင့်တရားမှန်ကန်မှသာလျှင်အတိတရားလေးပဲလျင်မြန်တယ်လို့နားလည်သဘောပေါက်အောင်တရားတစ်ပုဒ်ဟောကြားနာကြမယ်ရှေးဥစွာတရားမဟောမီတရားမနာမီမှာတရားတော်ကိုဟောကြားတော်မူခဲ့တဲ့စိန်နေရာ၃လောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားရဲ့အရဟံဂုဏ်သမ္မာသမ္ဗုဒ္ဓဂုဏ်ဘဂဝါဂုဏ်တို့ကိုအာယုံပြုပြီးတော့အလုံးနမောတတ္တဘုရားရှိခိုးနဲ့ညီညီညာညာရှိခိုးပူဇော်ကြောကြရအောင်နမောရဟတောလူမေနတ်မင်းယမမင်းတို့ဤဝဆင်းကိုယောပူဇော်ထူးကိုခံတော်မူတိုက်ပါပေထသောအရဟတော1500ကိလေသာမှဝေကွာတော်မူတတ်ပါပေထသောအရဟတောစိတ်ကွယ်ရာ၌ပင်မကောင်းမှုကိုပြုတော်မမူပြောတော်မမူကြံစည်တော်မမူတတ်ပါပေထသောအရဟတောကိလေသာမံသဘုံယံကိုအောင်တော်မူနိုင်တော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တမဖောက်မပြန်တရားမှန်ကိုဆရာမကူတရားမူဉာဏ်ဖြင့်ထိုတွင်၍သိမြင်တော်မူတတ်ပါပေထသောတတဗုဒ္ဓဝတ္တောဣတရိယဓမ္မာယတ္တသီရိကာမပယတ္တမီဘုံ6လီနှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားအားနမောနမမိရှိခိုးပါ၏အရှင်ဘုရားနမောနမမိကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပြော့မံကိုလျော့၍ကရောယိုကျိုးလက်စုံမိုးကရှိခိုးပါ၏အရှင်ဘုရားအလုံးဘုရားရှင်ကိုရှိခိုးပူဇော်ပါဘုရားရှင်ကိုရှိခိုးပူဇော်ပြီးတဲ့နောက်အကျင့်မှန်မှအသိဉာဏ်ဆိုတဲ့တရားတော်ကိုဟောကြားနာကြမယ်တိတရားလျင်မြန်စွာဖြစ်ပေါ်ဖို့အတွက်ဘာလိုအပ်တယ်လဲဆိုလို့ရှိရင်အကျင့်တရား
မှန်ဖို့လိုတယ်ပေါ့ကိုတရားလုပ်ကိုကျင့်ကြံကြိုးစားအားထုတ်ကြတဲ့အချိန်ခါမှာဒီတော့ကျင့်ကြံအားထုတ်နိုင်တဲ့တိုင်းတာအားထုတ်ကြတဲ့အတိုင်းတာပေါ့ထိုတိုင်းတာထိုကာလတောတွင်မှာအတိတရားလင်းမြန်စွာရရှိသွားတဲ့သူတွေလည်းရှိသလိုလိုချင်ရကျင်တဲ့မဉ္ဇဉ်ဖွဉ္ဇဉ်နိဗ္ဗာန်ဆိုတဲ့သိတရားကိုခဲခဲရင်ရင်ကျင့်ရတဲ့သူတွေလည်းပဲရှိပါတယ်။ဘာကွာသွားတော့ဆိုတော့ဒီသိတရားလင်းမြန်စွာဖြစ်ပေါ်တဲ့နေရာမှာဒီကအရေးကြီးဆုံးသည်အကျင့်တရားမှန်ဖို့ပေါ့။ဘာမှန်ဖို့လဲ။အကျင့်တရားကျင့်တဲ့သူတွေဒီတရားဓမ္မကျင့်ကြံကြိုးစားအားထုတ်တဲ့သူတွေမှာတချို့ကခဲခဲရင်ရင်ခက်ခက်ခဲခဲအိမ်မပန်းပန်းဆိုပြီးတော့ကျင့်ရတာမျိုးလေးရှိတချို့ကျင့်ကြံအားထုတ်တဲ့အချိန်ကမှပေါ့ပေါ့ပါပါလွယ်လွယ်ကူကူတက်တက်သားသားကျင့်နိုင်တာလေးတွေရှိတယ်ပေါ့ဘုန်းကြီးဆိုလိုချင်တာကခဲရင်သည်ဖြစ်စေလွယ်ကူသည်ဖြစ်စေကျင့်တရားသည်မှန်ဖို့လိုတယ်ကျင့်တရားဘာဖြစ်ရမလဲမှန်ဖို့လိုတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီအတိအကျင့်နဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတိုက်ဆိုင်ပြီးတော့ဟောခဲ့တာရှိပါတယ်အဲ့လင်္ကာလေးဘိနုပရိသတ်မှတ်မိအောင်ပေါ့ဘုန်းကြီးတိုင်ပေးမယ်အလုံးလိုက်ပြီးတော့ဆွကြည့်ပါခဲရင်စွာသာကျင့်ရရှာမြန်စွာသိသူတယောက်ဒီခဲရင်စွာသာကျင့်ရရှာမြန်စွာသိသူတယောက်ဒီကဲသူအကျင့်သည်ခဲရင်ဒီကျင့်တရားကိုကျင့်ကြအားထုတ်တဲ့ချိန်ခါမှာခဲရင်ပါတဲ့ပင်ပန်းနေကျင့်ရတာမလွယ်ဘူးပေါ့ပင်ပန်းပန်းခက်ခက်ခဲခဲကျင့်ကြံအားထုတ်ရပေမဲ့လို့သူသည်ဒီကျင့်ကိုခြေခံကရလာတဲ့အသိဉာဏ်အလွန်တရာလင်းမြန်နေဘုန်းကြီးတို့ရလာတဲ့အသိဉာဏ်မှန်သမျှသည်အကျင့်ကနေခြေခံရတာကြီးပဲကိုမဉ္ဇဉ်ပုံညာနိဗ္ဗာန်ဆိုတဲ့ဒီသိဉာဏ်တွေရဖို့အတွက်အကျင့်တရားမလိုလားကိုတရားထုတ်နေတယ်ဆိုတာဘုန်းကြီးတို့ပြိဿကျင့်တရားဘာတရားလဲအဲ့ဒီအကျင့်တရားကမှဘုန်းကြီးတို့ပြိဿကိုဘာပေးမလဲဆိုလို့ရှိရင်အသိတရားပေးမယ်ပေါ့အသိလိုချင်ရင်ဘာပါမယ်အကျင့်ပါရခေရင်စွာကျင့်ကြံကြိုးစားထုတ်လို့ရလာတဲ့အသိဉာဏ်လင်းမြန်တဲ့သူကတရားရလာတဲ့အသိဉာဏ်သည်အလွန်တရာလင်းမြန်နေလင်းမြန်နေဆိုတာတခဏလေးနဲ့တရားရတာပေါ့အဲ့ဒီတူတောင်းတဲ့ကာလတူတောင်းတဲ့အချိန်ကာလအတွင်းမှာတော့သူကျင့်ရတာဒီမလွယ်ဘူးဩဘဒနံတမန်ကရှံကကျင့်ရတာမျိုးမဟုတ်ဘူးခက်ခက်ခဲခဲကြကုတ်ကြခဲကျင့်ရဒါပေမဲ့လို့တဲ့သူရလာတဲ့အသိဉာဏ်ကမြန်နေဆိုတဲ့သူကတရားနော်အသိမြန်တယ်ပေါ့ကဲနောက်တရားဆိုကြည့်ခဲရင်စွာသာကျင့်ရရှာနေစွာသိသူတယောက်ဒီခဲရင်စွာသာကျင့်ရရှာနေစွာသိသူတယောက်ဒီကဲကျင့်တဲ့အခါမှာပါတော့သူလေခက်တာပဲပင်ပန်းပန်းခက်ခက်ခဲခဲကျင့်ကြံရတယ်အဲ့လိုကျင့်ကြံအားထုတ်လို့ရလာတဲ့အသိဉာဏ်နှီးတယ်တဲ့အကြာကြီးကျင့်မှရတယ်ပေါ့အချိန်ကာလအများကြီးအသုံးပြုပြီးတော့မှရက်ပေါင်းများစွာလပေါင်းများစွာနှစ်ပေါင်းများစွာကျင့်ကြံကြိုးစားအားထုတ်ကမှအသိဉာဏ်ကိုရတဲ့သူ့အသိဉာဏ်သည်နှီးတယ်
သိကနေတယ်ပေါ့အကျင့်ကခက်အဲ့တော့ပထမဘုန်းကြီးတို့ပြောခဲ့တဲ့သူတယောက်ကအသိဉာဏ်နဲ့အကျင့်ခက်အကျင့်ခက်ခဲပေမဲ့လို့အသိဉာဏ်နဲ့သူကတယောက်ပေါ့ဒုတိယမျိုးစားပုဂ္ဂိုလ်သည်အကျင့်ခက်သလိုတဲ့အသိကလည်းနှီးတဲ့သူကတယောက်ဟုတ်ပြီလားကိုဘုန်းကြီးပြောလိုက်တာဘယ်နှယောက်အဲ့2ယောက်မှအကျင့်ခက်တာချင်းတူတူပဲပေါ့ကျင့်ရတာမလွယ်ဘူးခက်လိုက်တာသူများတွေလို့မဟုတ်ဘူးအဲ့ဒါတော်တော်ကြီးပင်ပန်းပြီးတော့ဇွဲနဲ့တပင်းနဲ့ပြင်းပြင်းထန်ထန်ကျင့်မှရအဲ့ပြင်းပြင်းထန်ထန်ကျင့်ကြံတဲ့အချိန်ခါမှာရလာတဲ့အကျိုးတရားကမတူကြဘူးတယောက်ကမြန်နေတယောက်ကနှေးတယ်ပေါ့အသိနှေးသူနဲ့အသိမြန်သူဒီ2ယောက်မှာအကျင့်ချင်းကတူနေကြတယ်အကျင့်ခက်တယ်ကဲနောက်တစ်ခါဘုရားရှင်ကိုရောမြတ်ကြီးဗာပြောသေးတုံးဆိုလို့ရှိရင်ဒီအကျင့်တရားကျင့်ကြံတဲ့အခါမှာတဲ့တချို့သောသူတို့သည်ကျင့်တရားကိုကျင့်ကြံရမှာအလွန်တရားမှလွယ်ကူတယ်ချမ်းသာတယ်ကျင့်တဲ့အချိန်ခါမှာချမ်းသာမပင်ပန်းဘူးဆိုကြည့်ချမ်းသာသာကျင့်ရရှာမြန်စွာသိသူတယောက်ဒီချမ်းသာသာကျင့်ရရှာမြန်စွာသိသူတယောက်ဒီကဲသူကျင့်ကဘာဖြစ်တယ်ချမ်းသာတယ်လွယ်ကူတယ်သက်သာတယ်ပထမ2ယောက်တုန်းကဘုန်းကြီးတို့ပြိဿသူတို့ကျင့်တဲ့အကျင့်ဒီဘာဖြစ်တော့ခဲရင်ခက်ခဲတယ်ပင်မန်းကိုဒီဒုတိယ2ယောက်မှာအကျင့်ကချမ်းသာတယ်တချို့သောသူတို့ဒီတဲ့တရားဓမ္မကျင့်ကြံအားထုတ်တဲ့နေရာမှာတရားဓမ္မကိုရှုပွားကျင့်သုံးရမှာတဲ့အကျင့်လွယ်တယ်သူ့အတွက်သက်သာတယ်အကျင့်ကလည်းလွယ်တယ်အသိကလည်းမြန်တယ်ပေါ့ဒါတတိယသူနော်အသိပါဖြစ်တော့မြန်တယ်ကဲနောက်တစ်ယောက်ကြည့်ချမ်းသာသာကျင့်ရရှာနေစွာသိသူတယောက်ဒီချမ်းသာသာကျင့်ရရှာနေစွာသိသူတယောက်ဒီချမ်းသာသာကျင့်ရရှာနေစွာသိသူတယောက်ဒီသူ့ကျင့်ကလည်းဘာဖြစ်တယ်ချမ်းသာတယ်ဒါပေမဲ့အသိကနှေးတယ်ပေါ့ပုဂ္ဂိုလ်4မျိုးဘုန်းကြီးတို့ဒီလောကမှာတရားကျင့်ကြတဲ့သူအထုတ်ကြတဲ့သူတွေမှာ4မျိုး4စားကွဲသွားတယ်ပေါ့ဒုက္ခပฏิပဒါခိဗ္ဗပညာဒုက္ခပฏิပဒါတဲ့သူ့အကျင့်သည်ဆင်းရဲခိဗ္ဗပညာသူရဲ့အတိကတော့မြန်နေအကျင့်ဆင်းရဲပြီးတော့အတိမြန်တဲ့သူတရားဒုက္ခပฏิပဒါတန္တပညာအကျင့်ဆင်းရဲသလိုအတိလည်းနေတဲ့သူကတရားဒုက္ခပฏิပဒါခိဗ္ဗပညာကျင့်တဲ့အကျင့်တရားသည်တဲ့ချမ်းသာတဲ့လွယ်ကူတဲ့သက်သာတဲ့အတိကမြန်နေဒါတယောက်ကနောက်တစ်ယောက်ကကျင့်တဲ့အချိန်ခါမှာချမ်းသာပေမဲ့လို့အတိနေတယ်အကျင့်နဲ့အတိဘုန်းကြီးတို့ပြိဿဒီနေရာမှာကြည့်လိုက်လို့ရှိရင်တချို့ကစင်စင်ရဲရဲကျင့်ရတယ်တချို့ကချမ်းချမ်းသာသာကျင့်ရတယ်ပေါ့နှမျိုးမကွဲဘူးလားဆင်းရဲစွာကျင့်ရတဲ့သူတယောက်ချမ်းချမ်းသာသာကျင့်ရတဲ့သူတယောက်အဲ့လို2ယောက်မှာပဲသိတဲ့အသိကိုပြန်ကြည့်လိုက်လို့ရှိရင်တဲ့မြန်မြန်ဆန်းဆန်းနဲ့သိသူကတယောက်နှေးစွာသိသူကတယောက်တချို့ကအသိမြန်တယ်တချို့ကအသိနှေးတယ်